ကျွန်တော်တို့တစ်ချိန်လုံး me too လို့ဖြေလို့မရတဲ့အခြေအနေမျိုးတွေရှိတယ်။ဥပမာ statement တစ်ခုက negative statement ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် me neither လို့ပြန်ဖြေရတယ်။ဥပမာ I don't like milk. I don't like milk. ကျွန်တော်နွားနို့မကြိုက်ဘူးကိုကဘယ်လိုပြန်ဖြေချင်လဲကျွန်တော်လည်းပဲနွားနို့မကြိုက်ဘူးလို့ပြောချင်တယ်ဆိုရင်ဒီနေရာမှာ me too လို့ဖြေလို့မရဘူး me neither လို့ပြန်ဖြေရတယ် me neither လို့မပြောချင်ဘူးဆိုလို့ရှိရင် I don't like it either အဲ့လိုပြန်ဖြေလဲရပါတယ်အဲ့တော့ me neither ကိုတနည်းအားဖြင့် me neither လို့လည်းခေါ်ကြတယ်ကြိုက်တယ်လို့ပြောလို့ရပါတယ်အကယ်၍များကိုကနွားနို့ကိုကြိုက်တယ်လို့ဖြေချင်တယ်ဆိုလို့ရှိရင်Yes, I do. I do အဲ့လိုပြန်ဖြေရတယ်ဒီနေရာမှာ Yes, I do လို့မဖြေဘဲနဲ့ Yes, I like အဲ့လိုဖြေလို့မရအောင်နော် I like ဆိုလို့ရှိရင်မှားပါတယ်ကဲနားလည်မယ်လို့ညွှန်လင်းပါတယ်ဒါလေးနားလည်တယ်ဆိုလို့ရှိရင် me neither လို့ comment မှာမှတ်ပေးတော့နော် Thank you. Bye bye